တင်ကန်းမှာအာမနာဦးစင်းမလုပ်ပါနဲ့တင်ကန်းယူအာနာလို့မလုပ်ပါလိုအပ်တာတည်းအကုန်လုပ်ပေးတယ်နောက်တစ်ခါထပ်ပြီးတော့စက်ရုံမှာမိဘနဲ့နေပြီးမရားအတွက်ရှာနေပါတယ်ဆိုပြီးတော့စက်ရုံမှာမရင်ငံထားလို့တဲဥကံမှာလိုက်ဖမ်းရတယ်အခုတစ်ခါထပ်ပြီးနောက်တစ်ခါပထမပိုးစားမှာထပ်လုပ်သေးတယ်ရက်ွက်ထဲမှာနောက်တယောက်ကိုခေါ်လာပြီးအိတ်တယ်ရက်ွက်လူကြီးကပြောတယ်ဂယူးမဆိုင်ဘူးတမီးနေပေးတယ်အခုနောက်တစ်ချိန်တမီးတိနေတာကြာပြီဦးစင်းတော့တင်ကန်းအာနာမိဘအာနာနော်ဦးစင်းတင်ကန်းဖျားရည်ခြုံထားတာနော်တပီးတော့မကြိုက်ဘူးနော်ပြောတယ်ပေါ်တင်အဲ့ဒီကောင်မတွေကိုတတိရှင်နေမေးကြည့်လိုက်တယ်သူကတပီးတော့မမေးရဘူးထင်လို့တမီးကိုအဲ့တော့တမီးကဒီနေ့ line မတက်လိုက်တယ်ဒီနေ့တမီးနာရေးကိစ္စလုပ်နေနေဩရာလုံးလောက်စနေတယ်ဩသူအကောက်ပြန်ဝင် line မတက်လိုက်တဲ့အချိန်မှာမေးလိုက်တာအကောင်မမေးလိုက်ကောအဲ့ကောင်မဘာပြောလဲဆိုတော့အင်းနဲ့ဟုတ်တယ်တဲ့နင်သူဖုန်းကြီးဆိုတာနင်သိလားလို့ပြောလိုက်တယ်လေဖုန်းကြီးဆိုတာနင်သိလားလို့ဆိုတော့သိတယ်တဲ့သူကတမီးမကောင်းကြောင်ပြောတယ်သူမိမတဲ့မကောင်းဘူးတဲ့သူကတဲ့ဘလောက်လောက်ကင်ကြွေတဲ့ရှာကြွေတဲ့အကောင်းမပြောဘူးတဲ့သူမိမသူ့ကိုအမြဲတမ်းအပြစ်ပဲပြောနေတာတဲ့အားကြောင့်မလို့တဲ့ဒီမိမနဲ့မပေါင်းချင်လို့ဖုန်းကြီးလာဝင်နေတာတဲ့နော်ဟိုကတမီးကိုထားပြတယ်ဟောဟာလားဟုတ်တယ်မဟုတ်တယ်အဲ့ဒါဆိုတော့ဘာတော်လဲတဲ့တမီးကအမားလို့သူ့အမဝင်းကွယ်လို့ကောင်းပါတယ်လို့ညီမလေးလို့ဥစားဖြစ်ပေါ်လို့အဆင်ပြေကောင်းတယ်နော်လို့ညီမလေးလို့ပြောလိုက်တယ်ပြောသူကတမီးကိုဘာပြီးထပ်ပို့လဲဆိုတော့ဦးစင်းလို့ဒီမှာလို့ဆိုတမီးကပို့လိုက်တယ်သူလှုပ်ထားတာတွေသူတမီးတိတယ်ဆိုတော့တမီးတိအောင်ပို့ပေးလိုက်တယ်ပို့ပေးရောသူကတမီးကိုထပ်ပြီးတော့အကောင်မှသူ့အမလီအာဘွားပေးထားတာတွေရောချွတ်ပြထားတာတွေပါပို့တာအမလီတနခါလိမ့်ထားနေတာကိုအကြိုက်တနခါလိမ့်ပေးထားတာတွေရောဟုတ်တယ်စကားအဲ့ဒါတွေပါသူကတမီးကိုပို့တာနော်အဲ့တော့ပို့တယ်ဆိုတော့ရှင်းလေးတိမ့်ဘက်ကလာခဲလိုက်တဲ့လှုပ်ပေးလိုက်ဆိုတမီးဘက်ကတမီးလှုပ်ပေးမယ်ပြီးသွားပြီဒါဆိုရင်အဲ့တမီးဘက်ကတမီးဟိုရောက်ရင်တမီးရက်ွက်လေးတမီးရှင်းနေမှာရက်ွက်တမရှင်းနေတဲ့တမီးအကုန်စဖြစ်ပြီးလှုပ်ပေးလိုက်မယ်အခုကတော့ဘုံကြီးဝင်နေတာဟုတ်တင်ငန်းကြီးနဲ့ဖြစ်နေတဲ့အတွက်သူလက်မှတ်ထိုးပေးမယ်လို့ပြောတယ်သူလက်မှတ်ထိုးပေးမယ်လို့ဟုတ်ပြီအဲ့ဒါဆိုရင်တော့မလုပ်လို့ရတယ်အကုန်လုံးဒီကောင်မပို့ထားတဲ့စာတွေသူဒီကောင်မစီကိုပို့ထားတဲ့စာတွေကသမီးစီမှာအကုန်ရှိတယ်ဟုတ်ရှင်းတယ်အတမီးဘက်ကတိုင်းအမေစဉ်းစားကြည့်အခုအမေစီကိုပတ်စံပေးရလို့တဲ့အမေကိုထောက်ပံ့ရလို့တဲ့အမေကစိတ်ကတစ်ခါသွားရင်တောင်းပြန်ပြီးတဲ့ပတ်စံငါမှ300မရှိတော့ဘယ်လိုဖြစ်တယ်တောင်းရင်သမီးကကိုကြီးစကားတွေမပြောနဲ့နော်လိုက်ပြီးတော့သမီးကပို့ရတာနော်ရိုက်ပို့ရတာပြောချက်တော့ပြောဘာမှမပို့ရတာသမီးတောက်လျှောက်ပတ်စံနေပို့တာဘာလောက်ပို့လိုက်အောင်ပို့လိုက်3000ပို့လိုက်ပို့တာတောက်လျှောက်သူများလူရဲထဲလဲကိုထည့်ပြီးတိုးရပို့လိုက်တယ်အခုစဉ်းစားကြည့်လားပတ်စံလိုပြီးဟဲ့ဆိုသမီးစီကိုဖုန်းဆက်တောင်းတယ်ချင်းသေးဝယ်ခြင်းရတာနဲ့အဲ့လိုမရတာနဲ့ပြုတ်လို့မရတာနဲ့အကုန်လုံးဟုတ်စားဖြစ်တာတောင်းတာရအောင်ခြူစားတာသမီးစီကပတ်စံမရအောင်ခြူစားတယ်မရအောင်တောင်းတယ်ဟောဘာဖြစ်ပြန်ပြီညာဖြစ်ပြန်ပြီအမျိုးမျိုးသူတောင်းတာသမီးထိုင်ငံပေးတယ်အတိ၄၅ရက်ထဲကနေအဲ့ကောင်မတွေနဲ့မဟုတ်နင်းနောက်ထပ်ရှုပ်ထားတဲ့ဇလန်းကောင်မတွေနဲ့ပါအကုန်ရှိတယ်ရှိတဲ့အခါကျတော့သမီးကဦးစင်းအဲ့လိုမျိုးလုပ်နေမယ်ဆိုရင်ဦးစင်းဟာနေဦးစင်းနေလိုက်တော့နော်မပတ်သက်နဲ့တော့ဟလာဆိုနေလိုက်ဆိုသမီးကနေလိုက်တော့သမီးမောင်ဆုံးတဲ့ကိစ္စနဲ့သမီးအိမ်မှာမိသားစုခေါင်းရှုပ်နေရဆိုသမီးတို့လည်းသူလာနေမယ်လေဆိုပြီးဗလိုက်လိုက်တွေပါသမီးတင်လိုက်တယ်လောက်လိုက်တော့ဒီနေ့သမီးအားတယ်ဆိုတော့သူလာမယ်လို့ခုနေ့ကပြောထားတော့လာမယ်အဖေဦးစင်းတော့လာမယ်လို့ပြောတယ်သမီးကဘယ်ချိန်ကြွရမလဲတော့သမီးမသိဘူးသမီးကတော့ဗလိုက်လက်တင်ထားတယ်သူ့ကိုစိတ်တွေရှုပ်လို့ဒီဘက်ကပြဿနာတစ်မျိုးသူ့ဘက်ကပြဿနာနဲ့တစ်မျိုးဆိုသမီးစိတ်ရှုပ်လို့ဆိုတော့အဲ့ဆိုလာမှာပေါ့ဦးစင်းနဲ့ပြီးတော့သမီးကသူ့ကိုလာမလားဆိုဖုန်းဖွင့်လိုက်တော့တက်လာသမီးကောက်တွေ့တာအဲ့ဒါတွေအကုန်အဲ့နဲ့သမီးကသူ့ကိုပို့လိုက်တယ်လေဦးစင်းတာဟုတ်လားကိုရှာရှိလို့ဦးစင်းတာဟုတ်လားဟုတ်လားဆိုတော့ဟုတ်တယ်ဆိုသမီးကဘာပြောရမလဲအဲ့ဒါသမီးပြောလေမဟုတ်ဘူးလေ तू က तू ကြိုက်ယူလေကြိုက်တယ်ယူလေပေါ်တယ်ဘာဖြစ်လဲသမီးမကောင်းကြောင်းပြောတာသမီးစီကရှာလဲကျွေးနေရသေးတယ်သမီးကလည်းလှုပ်ပေးရသေးတယ်ဟမ်စဉ်းစားလေလာသမီးလိုသမီးပတ်စံသမီးစီလာတောင်းတယ်ပေးပါအောင်စက်လိုက်ဖို့မရှိလို့ဟိုဦးစင်းကချီထားတာမရသေးလို့ဒီဟိုကချီထားတာမရသေးလို့ထုံးလူခြင်းလို့ဟိုဟာဖြစ်ခြင်းလို့ဟောတက်နိုင်ပြီးဦးစင်းက1000ရှိရလောလောဆယ်ပြော2000ရှိအားပြပေးလားထုံးအားပြပေးလို့အကုန်လုပ်ပေးလိုက်တယ်ကဲအားပြပေးလို့လားထုံးလို့နော်အော်မအေးရဥစားဖြစ်မှာဆိုလို့ဟဲ့ဒါတော့မှမတင်နဲ့ဟိုလူတာမပြောနဲ့မပြုတ်နဲ့ဘယ်ဟာပဲဖြစ်ဒီတိုင်းပဲနေလိုက်ရတယ်ငါဒီတိုင်းပဲဥစားဖြစ်မယ်အကုန်လုံးဥစားဖြစ်တယ်နော်အိမ်ကြွတယ်ဦးစင်းမိပါဥစားဖြစ်မယ်နော်ဦးစင်းဟိုကပြဿနာလည်းမရှင်းလို့ရလားငါမေရရှင်းတယ်တဲ့ဒေါ်နီလာသွားပြောနေတာတဲ့ဖုန်းဆက်ပြီးတော့တဲ့အိမ်ကိုတဲ့ငါမေရဘာကိုမရှင်းရငါမေရတဲ့ဘာတလုံးမှမပြောဘူးတဲ့ငါဒီလာလည်းသိတယ်တဲ့ငါဒီမှာနေတယ်ဆိုတာလည်းသိတယ်တဲ့နင်လာတယ်လှူသွားတယ်ဆိုတာလည်းတဲ့အကုန်သိတယ်တဲ့ငါမေရတဲ့ဒေါ်နီလာတဲ့ချိန်ပြီးတော့သွားပြောနေတာတဲ့ရှုပ်တယ်မိန်းမသွားပြောနေတာတဲ့ဒေါ်နီလာတဲ့ဖုန်းဆက်ပြီးတော့တဲ့ဟုတ်လားမင်းလားပြောတာလားအေးဘောလို့ဦးစင်းမျိုးပဲလေလို့လည်းဦးစင်းမေပဲလေလို့အကုန်လုံးပို့ထားတဲ့စာရီတိုင်းမှရှိသေးတယ်အတန်ဖိုင်နေလည်းရှိသေးတယ်စာရီလည်းရှိတယ်သမီးစီမှာကျင်းငါစာရီလောက်ပုံလောက်ချက်ကတော်တော်လေးကိုစိုးသွားပြီ
အဲ့သမီးကလည်းသမီးတိုင်တိုင်နဲ့ဥစဉ်မလုံးနဲ့တော့တင်ငန်းအောင်အားနာပါတဝါဝက်မယ်ဆိုတဝါဝက်တင်ငန်းလေးနဲ့ကောင်းကောင်းမွန်မွန်နေပါမအေးရလဲလိုအပ်တယ်လို့ပေးနေတယ်ဒီမှာလဲသမီးရှိတယ်လို့လိုအပ်တယ်လို့ပေးတယ်လုပ်ပေးနေရင်လည်း तू ကထပ်ပြီးခါတလဲတဏှာကိစ္စနဲ့ဘုန်းကြီးပါလို့တင်ငန်းဝင်နေတယ်သမီးပြောတာဟမ်ကိုမိပါလဲတိတ်ခါကြတယ်ဟမ်ကျောင်းလဲတိတ်ခါကြတယ်ဟမ်အခုသမီးကလည်းတင်ပေးထားလေသူ့ကောင်မဓာတ်ပုံနဲ့သူ့ဓာတ်ပုံနဲ့တွဲပြီး line ပေါ်မှာတင်ပေးထားတယ်တင်ပေးထားလိုက်တယ်ဘုန်းကြီးတစ်ပါးဘုန်းကြီးဝတ်နေတယ်ဘုန်းကြီးတစ်ပါးကိုနော်ဒီလိုမျိုးလုပ်တယ်အဲ့လိုမိန်းကလေးမျိုးဒီပါ ပုံ နဲ့ တော့နင်းပုံကရိုက်ခွဲရမှာနော် မိဘခွေးလားဟမ် ရိုက်လို့ရိုက်အဲ့မလို့ဘူး ရိုက်တယ်လို့ဘုန်းကြီးတင်ငန်းနဲ့ညီလား အာနင်းဒီကညီညီအဆောက်လုံးမလို့တော့တက် ဟုတ်ကဲ့ဟဲ့ရောက်စား ဒီမှာအဲ့လိုလုံးကြတယ်တော့ဒီလိုရဒီပါလုံးကြည့်ရိုက်တာ ဟမ်ရိုက်တယ်လေ ဒီကွဲပြီးပြီ ရိုက်တယ်လေ ဒီကွဲပြီးဒီလို ငါမှတတ်သိရှိအောင်ရိုက်တယ်နင်ပြောတဲ့စကားတွေတတ်သိအောင်ခေါ်ထားတာ ငါတို့နင်းလိုချင်တဲ့တက်တည်ပါ